ဒါကအိမ်မှာနေတော့ပေါ့နော်ဒါကနှိုးလို့ဖြစ်ချင်ဖြစ်ဆိုပြီးတော့တခန်းလုံးကိုလှည့်ပတ်ရှာတဲ့သုတ်တန်တယ်နော်ဒီသုတ်ဆိုင်နော်တော့တော့စိတ်နဲ့ဖြစ်လာနော်ဘာတွေ့မလဲတူမလို့နော်တူမလို့တကယ်မကြောက်မရနော်ဘာကနေပေါ်လာတော့မလဲကိုရီးယားမှာလည်းမသိဘူးကိုရီးယားတို့ဂျပန်တို့တေးတာချောရနော်ဒါလေးကတော့နော်အိမ်မှာနေတော့တေးရလာနှုတ်လို့နော်ဖြစ်ချင်ဖြစ်ဆိုပြီးတော့တေးလုံးလိုက်ပတ်ရှာတဲ့အကူကြောက်ရဲ့ရုပ်တံလေးပေါ့နော်ဆိုတော့ဒီကတစ်ခုအနေနဲ့တေးဘွားနဲ့ပေါ့နော်သူမိသားစုတွေကိုစိတ်မချလို့ပြန်လာကြည့်တဲ့ဗီဒီယိုလေးပေါ့နော်ဆိုတော့အဲ့ဒါမျိုးတစ်ချက်တော့ကြည့်လိုက်အောင်ပြထားနေတယ်လေကျွန်တော်ဟိုမှာဟိတ်ဖီလီနော်ဟိတ်ဖီလီတော့ဘောနော်ဟိုဖြစ်လာတော့အဆွဲပေါ့နော်အိမ်ကမိသားစုကိုစိတ်မချလို့ပြန်လာကြည့်တဲ့လူတွေရုပ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုတစ်ခုကိုထပ်ပြီးကြည့်လိုက်အောင်နော်ဒါတော့ဆောင်းတော့ဖတ်ပြရတဲ့နော်ဆောင်းတော့ဖတ်ပြရတာနော်ဆောင်းဘာလို့လူနဲ့ဆောင်းနေရမသိသေးဘူးနော်ဆောင်းဘာလို့ဖတ်ပြလဲဆိုတော့ပြီးတော့ခွန်ရလူရွှေ့လာနော်ခွန်ရလူရွှေ့လာလဲအထဲဝင်လိုက်အိုးလူနဲ့ဆောင်းတွေမှာကြောက်လို့ပြေးကုန်ကြရင်နော်လေးနော်ဆရာမထွက်ပြေးရတဲ့အဖြစ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့လေဘယ်ထောက်သွားတဲ့တေးမရဲ့သုတ်တန်တယ်နော်ဆိုတော့အဲ့ဒါလေးကိုဆရာတို့ကြည့်အောင်အခုတစ်ပုတ်ကတော့ Amor Media Channel မှာတင်ထားတဲ့6ချားဝေရဗီဒီယိုတစ်ပုတ်ဖြစ်ပြီးတော့အဲ့ဒီဗီဒီယိုက YouTube ပေါ်က Spain လူမျိုးတစ်စုကြောင့်ဒီပန်းစားနေဖြစ်ပါတယ်ဗီဒီယိုထဲမှာအဝေးတနေရာကထူးဆန်းတဲ့အရာတစ်ခုကိုရိုက်ကူးမိချပြီးအဲ့ဒီအရာကခြေလေးချောင်းနဲ့တွားသွားနေတဲ့ပုံစံပါအဲ့ဂျင်းမတကယ်နော်ခြေလေးချောင်းနဲ့တွားသွားနေတယ်ဟိုမှာလေးတကယ်ရအဲ့ဒါဘာဖြစ်နိုင်လဲဆိုတာတော့ပြောဖို့ခက်ပေမဲ့နောက်ထပ်ကင်မရာတစ်လုံးကတော့အဲ့ဒီအရာကိုအခြားရှူထောင့်တစ်ခုကနေအခုလိုရိုက်ကူးမိချခဲ့ပါတယ်တလန်းလုံးဝင်နောက်တစ်ခုအနေနဲ့ပေါ့နော်မနေ့ကပစ္စည်းတပ်ပို့ရင်းနဲ့ခွေးတားဟောင်းလို့ CCTV ကနေကြည့်လိုက်တဲ့ဗီဒီယိုလေးပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်လောက်ကြည့်ကြအောင်ခွေးတားဟောင်းလို့ CCTV ကနေပြန်ကြည့်ရနော်对呀，我们吐这对吗？快点找人喽！好嘛对了，ဖြူလေးလွင့်နေနော်ဖြူလေးလွင့်နေပြင်မလားနားမှာပြင်မပြောတဲ့နေရာဒီနောက်ဖြူလေးနော်ပြင်မပြောတဲ့နေရာနားလေးနားမှာနော်ဖြူလေးတစ်ခုလွင့်လာနော်တက်သိမ်းအောင်ထားနော်ဆိုတော့ဒီနေ့အတွက်တော့ဒီလောက်ပဲပေါ့နော်ဆိုတော့နောက်နေ့တွေမှာလည်းခုလိုသေးဗီဒီယိုတွေ
တက်ဆက်ပေးတာဖြစ်လို့ YouTube channel လေးကို subscribe လုပ်နေ subscribe လုပ်ထားပြီးကြမှာအားလုံးကျေးဇူးတင်ပါတယ်